ရခိုင်ပကိုးရိုးမလမ်းပေါ်က .63 လုံးစခန်းအနီးကာကင်းစခန်းတစ်ခုကနေငှက်ပြတ်မှုတံကိုမခံနိုင်လို့လက်နက်ခဲယမ်းအပြည့်အစုံနဲ့ထွက်ပြေးလာတဲ့ပြည်သူစစ်သား2ယောက်ကိုအာရခတပ်တော် AA ကဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။သူတို့ကိုဇန်နဝါရီလ23ရက်နေ့ကဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ပန်းတောင်မြို့နယ်ကပ္ပစ16အနီး.63 လုံးစခန်းကုန်းဟာ AA ဝိုင်းရန်ပိတ်ဆို့ထားလို့ရိတ်ခါပြတ်တောက်နေတာဖြစ်ပါတယ်။စစ်ကော်မရှင်စစ်ကြောင်းတွေဟာ63လုံးစခန်းကုန်းကိုစစ်ကူတွေရတဲ့အနေနဲ့ပို့ဆောင်ဖို့ကြိုးစားနေတယ်လို့ AA ဘက်ကလည်းလာသမျှစစ်ကူစစ်ကြောင်းတွေကိုဖျက်တောက်ပိတ်ဆို့မှုတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။လီလာတောင်63လုံး point စခန်းကုန်းဆင်လန်စခန်းတွေဟာလည်း AA ရဲ့ပိတ်ဆို့ဖျက်တောက်ခြင်းကိုခံနေရပြီးရိတ်ခါလာပို့တဲ့စစ်ကြောင်းတွေကို AA နဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်ရှင်။